virus has been in the news lately after a cruise ship outbreak in 2026. Be seen, treated if they are needed to be treated, and then. ကဲ virus အသစ်တစ်ခုကတော့ထပ်ဖြစ်လို့လာပြန်ပါပြီ။လွန်ခဲ့တဲ့3လလောက်ကပဲ Nipah virus ဆိုတာဖြစ်သွားသေးတယ်ပေါ့နော်။အခုတစ်ခါကတော့ Hunter virus တဲ့ Oh God, please no! No! အခုမီလာထဲမှာ social media တွေသတင်းတွေထဲမှာဒီတစ်ကမ္ဘာလုံးလူစိတ်ဝင်စားမှုများနေပြီးတော့သိဆုံးနိုင်ကြီးလည်းအများများတယ် Hunter virus ဆိုတာဖြစ်ပွားနေရပေါ့နော်ဆိုတော့အဲ့ Hunter virus ဆိုတာကဒီလူတွေစီကိုဘယ်လိုကူးစက်နိုင်လဲသူ့ရဲ့ရောဂါလက္ခဏာတွေကဘာရှိလဲဘယ်လိုကာဝယ်လို့ရလဲဆိုတဲ့အကြောင်းအပြည့်စုံကိုဒီနေ့ပြောပြသွားမှာပဲဖြစ်ပါတယ်ဗျ Hunter virus ဆိုတာကအခုမှဖြစ်တဲ့ virus အသစ်တစ်မျိုးတော့မဟုတ်ပါဘူးအရင်တည်းကရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကြွက်တို့ပူးတို့ရှင့်တို့ဒီ hamster တို့ပေါ့နော်အဲ့လိုဒီကြွက်မျိုးနဲ့ဝင်အကောင်တွေပါပဲအဖြစ်များတယ်လူတွေဒီကိုကုဆက်တာရမ်းနေတယ်ပေါ့နော်ခုတစ်ခါဖြစ်သွားတာကတော့ဒီကဘာပေါ်ကကျွန်းနေစီကိုဒီအလဲဘက်ခီးသွားတယ်စိန်ခံတင်မောတစ်ခုပေါ်မှာကြွက်ကနေတဆင်းဒီလူကိုကုဆက်ပြီးတော့ဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အခုဒီ Hunter virus ကဒီလူတွေဒီကိုဘယ်လိုကူးစက်စေနိုင်လဲပေါ့နော်အဓိကကတော့ကျွန်တော်တို့ဒီကြွက်ကိုပေါ့နော်ဒီဓာတ်ရိုက်ထွေးမီယာဖြစ်စေသူ့စီကထွက်တဲ့အညစ်အကြေးတွေသတွေးတွေဒီချင်းငယ်ရည်တွေနဲ့ထွေးမီယာဖြစ်စေသူ့ရဲ့ဒီအညစ်အကြေးတွေကိုပေါ့နော်ဒီလေအားတက်စင်ဒီရှူရှိုင်းမိတာဖြစ်စေကူးစက်စေနိုင်ပါတယ်ဆိုတော့အခုဒီ Hunter virus ရဲ့ရောလက္ခဏာတွေကဘာတွေရှိလဲပေါ့နော်အဲ့ဒါကိုဆက်ပြီးပြောပြသွားပါမယ်ဒီစမ်းသပ်ဖြစ်ခြင်းမှာဆိုရင်တော့ဒီတုပ်ကွေးလက္ခဏာတွေဖြစ်တယ်ဒီအဖျားတက်မယ်ခေါင်းကိုက်မယ်ဒီခြေလက်တွေကိုက်ခဲမယ်စားတဲ့ဒီရောလက္ခဏာတွေနဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဒီချောင်းဆိုးတာတက်ရှူရခက်ခဲတာတွေဖြစ်စေနိုင်ပါတယ်အခုဒီ Hunter virus ဆိုရင်တော့ဒီလူတွေဒီကိုကူးစက်တာရှားပြီမယ်ဒီကူးစက်ခံရပြီဆိုရင်လည်းပေါ့နော်ဒီဆုံးနိုင်ကြီးက40ရာခိုင်နှုန်းဝန်းကျင်အောင်ရှိရတဲ့အတွက်ကြောင့်ကြောက်စရာတော့ကောင်းပါတယ်နောက်တစ်ချက်အနေနဲ့ကတော့အခုဒီ Hunter virus အတွက်ပေါ့နော်ဒီတည်တံ့ထုတ်ထားတဲ့ဒီကုသစေရောကာဝယ်စေရောမရှိသေးဘူးပေါ့နော်အဲ့တော့ဒီတကယ်လို့ဖြစ်လာပြီဆိုရင်လည်းသူ့ရဲ့ဒီ symptomatic treatment လို့ခေါ်တယ်ဒီဖြစ်တဲ့ရောဂါလက္ခဏာတွေကိုသက်သာစေတဲ့ဆေးပဲပေးလို့ရတယ်ဥပမာတော့ဒီခေါင်းကိုက်နေပြီဆိုရင်ဒီခေါင်းကိုက်ပျောက်ဆေးပေးမယ်ဖျားနေပြီဆိုရင်ဒီအဖျားကျသေးပေးမယ်အဲ့လိုမျိုးဒီဖြစ်တဲ့လက္ခဏာတွေပေါ်မူတည်ပြီးတော့ပဲဆေးပေးလို့ရသေးရပေါ့နော်သူတဲ့ဒီတည်တံ့ထုတ်ထားတဲ့ကုသဆေးလည်းမရှိသလိုဒီကာဝယ်ဆေးလည်းမရှိသေးပါဘူးဆိုတော့အခုလိုဒီကြောက်စရာကောင်းတဲ့ Hunter virus မကူးစက်အောင်ဘယ်လိုကာဝယ်လို့ရလဲပေါ့နော်အဓိကကတော့ဒီကြွက်တွေက30ကူးတာဖြစ်တဲ့အတွက်ကြောင့်ဒီကိုနေရနေရပတ်ဝန်းကျင်မှာကြွက်တွေမခိုးမအောင်နိုင်အောင်ပေါ့နော်သန့်ရှင်းရှင်းထားပေးပါဒီကြွက်တွေနဲ့မထိတွေ့မိအောင်နေပါပေါ့နော်ပြီးတော့ဒီစားတဲ့အစားအသောက်တွေကိုဒီကြွက်တွေနဲ့မထိတွေ့မိအောင်တခြားသိမ်းစီးပေးပါပြီးတော့ဒီတန်ရှင်းလုပ်တဲ့အခါမှာလည်းဒီအမုံအမွားတွေမရှူရှိုင်းမိအောင်ပေါ့နော်ဒီ mask တက်ပြီးတော့လုပ်ပေးနိုင်တော့ကောင်းပါတယ်ပြီးတော့ဒီလက်လေးလည်းတခြားဆေးပေးဖို့လိုတယ်ပေါ့နော်လက်ရှိမှာတော့ဒီစိန်ခံသင်္ဘောပေါ်မှာလိုက်ပါလာတဲ့ခီးသည်တွေကိုလည်းတခြားစစ်စစ်နေတဲ့သူတို့ဒီပြန်မဲ့နိုင်ငံတွေကိုလည်းတခြားစောင့်ကြည့်ပေးဖို့ပြောထားတယ်ပေါ့နော်အရင်စိတ်ပူဖို့မလိုပါဘူးလို့တော့ဒီ WHO ကထုတ်ပြန်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအနေနဲ့ကလည်းအရင်စိတ်ပူရမယ့်အခြေအနေတော့မရောက်သေးဘူးပေါ့နော်ကဲအခုဆိုရင်တော့ Hunter virus နဲ့ပတ်သက်လို့တခြားလေးသိသွားပြီလို့ယုံကြည်ပါတယ်အခုဒီ Hunter virus ကလက်ရှိဖြစ်နေပြီးတော့ကြောက်စရာကောင်းတဲ့ virus တစ်ခုဖြစ်တဲ့အတွက်ကြောင့်တခြားသူတွေသိသွားအောင်အခုဗီဒီယိုလေးကို share ပေးပါအောင်နော်ကဲအဲ့ဒါဆိုဒီနေ့တော့လောက်ပါပဲနောက်နေ့မှလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျမကြီးဘူးသရာရည်နဲ့အတူပြန်လာခဲ့ပါမယ်နော်